မင်္ဂလာပါညီမကတော့ Prudential အာမခံရဲ့ Direct Sales Channel မှာ Sales Manager ရာထူးနဲ့လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ထက်မြက်လို့ချိုးပဲဖြစ်ပါတယ်ညီမပေါ့နော်ဒီ Prudential အာမခံတဲ့တူလက်တွဲလောက်ကိုင်းနေရဆိုလို့ရှိရင်တော့တစ်နှစ်နဲ့9လကျော်လောက်တော့ရှိပြီပေါ့နော်ညီမဒီနေ့ပြောပြပေးခြင်းတဲ့အကြောင်းအရာလေးကကျတော့ညီမ customer တွေကပေါ့နော် claim process လေးတစ်ခုနဲ့ပတ်သက်ပြီးတော့ပြောပြပေးခြင်းတာပါဆက်ဆက်ဝယ်ယူပြည့်ချင်းပေါ့နော်နေရာနေစပြီးတော့ညီမပြောပြရမယ်ဆိုလို့ရှိရင်ပေါ့နော် customer ကနိုင်ငံခြားမသွားခင်ညီမစီကနေပြီးတော့ကျမရဲ့အာမခံလေးပေါ့နော်25 unit ပေါ့နော်ဝယ်ယူခဲ့တယ်အဲ့ပြီးတဲ့အချိန်မှာသူနိုင်ငံခြားသွားပြီးတော့ overseas မှာကြောက်သွားတက်ခဲ့ရပေါ့နော်စဝယ်ယူပြည့်ချင်းပေါ့နော်နောက်3-4လလောက်ကြာတဲ့အချိန်မှာ customer က overseas မှာပေါ့နော်အမျိုးသမီးနဲ့ဆိုင်တဲ့ယောဂတစ်ခုကြောင့်ပေါ့နော်ဆေးကန်ရုပ်တရက်ပြလိုက်ရတယ်ပေါ့နော်အဲ့အပြင်ဟိုမှာသူကခွဲစိတ်ကူတာဖို့အတွက်ပေါ့နော်သူ result လေးတစ်ခုပါထွက်လာခဲ့တယ်ပေါ့နော်အဲ့ချိန်မှာ customer ကသူ overseas မှာတယောက်တည်းရှိနေရကြောင်းရဲ့နောက်တစ်ခုကကျတော့ဒီဆေးရုံဆေးကန်တွေပြရတာလေ overseas မှာကုန်ကျစရိတ်တွေများတာကြောင်းရဲ့ပေါ့နော်သူအတွက်နည်းနည်းလေးစိုးရင်ပူပန်စရာလေးတွေတော့ဖြစ်နေရေပေါ့နော်အဲ့ချိန် customer ကညီမစီကိုလာပြီးတော့ဒီကျမ်းမာရေးအာမခံလေးသူဝယ်ယူထားတာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ဒီနိုင်ငံခြားကနေပြီးတော့သူဘယ်လိုမျိုး claim နေဆိုလို့ရှိရင်အဆင်ပြေနိုင်မလဲဆိုပြီးတော့လာမိခဲ့ရေပေါ့နော်အဲ့ချိန်မှာညီမက customer ရှီကနေပြီးတော့ပေါ့နော်ဒီ claim ပေးဖို့အတွက်ပေါ့နော်လိုအပ်တဲ့ document လေးတောင်းပြီးတော့ပေါ့နော် claim process လေးကိုညီမဒီကနေပြီးတော့အမြဲဆုံးဆောင်ရွက်ပေးခဲ့ရေပေါ့နော်အဲ့ချိန်မှာ customer ကသူနိုင်ငံခြားကနေပြီးတော့နိုင်ငံခြားမှာသူရှိနေရတော့မှာပေါ့နော်ဒီ claim process လေးကိုအဆင်ပြေနဲ့ပေါ့နော်ဒီဘက်ကနေပြီးတော့လှုပ်ဆောင်ပေးရတဲ့အတွက်ကြောင့်မလို့ customer ကသူစိတ်ကျဉ်နဲ့သွားတယ်အဲ့ပြင်ဟိုမှာသူ့ရဲ့ဟိုနိုင်ငံခြားပေါ့နော်စင်ကာပူမှာရှိတဲ့သူ့တငယ်ချင်းကိုပါသူကနေပြီးတော့ကျမကြီးအာမခံလေးဝယ်ယူဖို့အတွက် referral လေးထပ်ပေးခဲ့တယ်ပေါ့နော်ဒီအပြင်သူဒီပေါ့နော်မြန်မာနိုင်ငံမှာကျန်ခဲ့တဲ့သူ့အမျိုးသားအတွက်ပါပေါ့နော်သူကျမကြီးအာမခံလေး25 unit ကိုလှမ်းပြီးတော့သူဝယ်ယူပေးခဲ့တယ်ပေါ့နော်ညီမအနေနဲ့ပေါ့နော်ညီမ customer တွေကိုပေါ့နော်နာမည်ကျန်းဖြစ်လို့ claim တင်ပေးရတာတော့ညီမစိတ်မကောင်းဖြစ်ပေမဲ့သူတို့ရဲ့ financial နဲ့ပတ်သက်ပြီးတော့အကာအကွယ်ပေးနိုင်တယ်နောက်တစ်ခုကကျတော့သူတို့ကျမကြီးနဲ့ပတ်သက်ပြီးတော့လေညီမအနေနဲ့အကာအကွယ်ပေးနိုင်တဲ့အတွက်ကြောင့်မလို့ညီမအနေနဲ့ရော Prudential ညီမတို့ Prudential အနေနဲ့ပါပေါ့နော်အများကြီးဝမ်းသာပီတိဖြစ်ရပါတယ်